ပေါက်ကြီးရေဟိုကောင်မလေးကလေစားပိတ်ပြီးသားလို့လာပို့နေလို့အဲ့ဒါဘာပြန်ပို့ရမလဲပေါက်ကြီးအိတ်နေပြီလားဟိုငါရဲ့ crash လေးကလေဘိုက်စားရဆိုတော့အဲ့ဒါဘာဝယ်ကျွေးရမှာလဲပေါက်ကြီးရေဟိုလေ crash လေးရဲ့အမေကလေနေမကောင်းဆိုလို့အဲ့ဒါဘာဆေးလေးဝယ်တောက်ခိုင်းလိုက်ရမှာပေါက်ကြီးလုံးပေါင်းကွာမနေ့ပြန်ချိုင်ကောင်မလေးက first date တွေ့ကျင်လို့တဲ့မင်းရမ်းများနေပြီနော်သူငယ်တဲ့နေ့ကနေအခုချိန်ဒီမင်းငါအကြံနေနဲ့အသက်ရှင်လာတာအသုံးလဲကြမလားဘူးစကေးလည်းမတက်လာဘူးစော်လည်းမရဘူးအဲ့တော့ငါလည်းသိခါကြတယ်ငါ့ကိုဘာမှလာမမေးနဲ့တော့မင်းကငါဘာမှမပြောပြတော့ဘူးတော်ပြီလက်လွတ်လိုက်ပြီဟာသားကြီးအဲ့လိုတော့မလုပ်နဲ့လေကွာဟိုမင်းဆွဲခေါ်လာလို့ငါဒီအခု first date အစ်စ်လေးရောက်လာလေကွာမင်းကလေfirst date ဆိုရင်ကိုယ့်ကိုဒိတ်လိုက်တော့လေမင်းစရာအရှိရနေပြီးတော့ view ဟာတွေချစ်တလန်းချင်းငါအကုန်လုံးချပြီးပြီလေအဲ့လောက်တော့မလုပ်တတ်ဘူးလားလို့သူတော့မင်းကအဲ့လိုမပြောနဲ့လေကွာဟိုငါရုပ်လေးချောတယ်ဆိုပေမဲ့လေဟိုမင်းလိုမျိုးလေဟို main ကလေးတွေအပေါ်မှာသိမလားပြောရဲဆိုရဲလုံရဲကန်ရဲပတ်ဆက်ရဲရုပ်မာရဲကုန်ပြောရရင်ကွာဟိုသူများသားသမီးပေါ်မှာသိရမလားမလိမ့်မစားအဲ့လိုမျိုးရပြီတော့အမှန်နဲ့ရက်လိုက်တော့အဲ့လောက်လဲချီးကျူးစရာမလိုဘူးငါအကြောင်းကသိတယ်တော်ပြီအဲ့တော့မင်းဟိုငါဘာလုပ်ပေးစီချင်တာလဲဟိုဖြစ်နိုင်မယ်ဆိုရင်တော့ကွာဟိုသိရမလားဟို first date မှာလေးဘေးနားနေလာပြီးတော့တားရဲ့လက်လေးကန်ကွာလေးလို့ဒီဟာလေးတော့အဲ့လိုမျိုးကွာတေချာလေးညွှန်ကြားစေချင်တာကွာဟိုမဖြစ်နိုင်မှတော့သိပါတယ်သိအောင်ပါပဲအဲ့လောက်တော့လဲနော်မင်းကလေချစ်လို့တော့မဟုတ်ဘူးငါတိတ်ခါကြမှာဆိုလို့တခုတော့ရှိတယ်ငါကိုယ်တိုင်တီထွင်ထားတဲ့စမူနံများနှစ်ချက်စာနှစ်ခုတစ်စိတ်ဖြစ်သွားဆိုတဲ့ VR system နဲ့ငါမင်းကိုကူညီပေးမယ်ကွာဒါပေမဲ့အဲ့ဒီကောင်ကနည်းနည်းတော့အနေရများတယ်ငါမင်းကိုမျက်မှန်လေးတက်လက်ပို့လိုက်မယ်မင်းကလည်းအိမ်မျက်မှန်ကိုတက်လိုက်ငါကလည်းဒီဘက်ကဆက်ကိုတက်လိုက်ပြီဆိုရင်ငါရဲ့လှုပ်ရှားမှုတိုင်းမင်းရဲ့ခန္ဓာကိုယ်နဲ့ချိတ်ဆက်ပါတယ်မင်းပြောမဲ့စကားတွေကိုတော့ငါဒီကနေလှမ်းပြီးပြောပေးလို့ရတယ် Importing all preferences from home interface. Let's go. ဘာဖြစ်တာတော့ဟာခန္ဓာကိုယ်ချင်းချိတ်ဆက်လိုက်တာလေကွာဟောအဲ့ဟာပေါက်ကြီးတယ်မလားဟုတ်ပါမလားကွာခန္ဓာကိုယ်ချင်းဘယ်လိုချိတ်ဆက်မှာတော့ဒီမကြီးဟုတ်တယ်ဟာနောက်တစ်ဖက်မိုက်တယ်အေးဆေးရတော့ဒါကြီးလေးချိန်လည်းလှုပ်ချင်လားလှုပ်လို့ရသေးတယ်ဒီမကြီးညောင်းတွေပါပြီပါပဲခါလေးလေးညောင်းတယ်ကွာခါလေးလေးလှုပ်ပါခါညောင်းလို့ရတာဗောမင်းဒီနေ့ငါတို့ညနေစာဘာစားရ Yesထားကြွာ Hi မင်္ဂလာပါညီမလေးအဲ့လိုပြောလိုက်သေးတာငါ body လက်ရတယ်မင်းတခါလေးပြောတော့အကိုဟုတ်ပြီအကို1 2 3Hi မင်္ဂလာပါညီမလေးလွင်ငါရှူအရန်ပေါက်ချင်နေပြီမဟုတ်လေတင်ဒီခုမှစတွေ့ရလေခင်ဗျမရတော့ဘူးငါရှူပေါက်မရတော့ထပြီးထခရိုင်တော့မလေးခုမှပဲပေါ့သွားတော့လေကွာမင်းလောက်ထားတဲ့ရှင်းရောဟုတ်သားပဲကိုအရန်ရှူးပေါက်ချင်လို့ပေါက်ချလိုက်တယ်လို့ပဲပြောလိုက်ကွာအဲ့ဒါအထားကြတယ်ယောက်ျားဆန်တယ်အဲ့လိုပဲပြောလိုက်အဲ့လိုကြီးပြောလို့ရပါမလားမရတော့ဘူးအဲ့လိုပဲပြောပါရတော့ပါတာကြီးငါအထားကြအောင်လုပ်ပေးမယ်ကွာပြောလိုက်လား3 2 1ကိုရန်ရှူးပေါက်ချင်လို့ပေါက်ချလိုက်တယ်ဟာနင်းအရင်နဲ့အဲ့လိုတောက်ကျင်နေရှိရတယ်အဲ့လိုတောက်ကျင်နေရှိရတော့ငါနဲ့အဆင်မပြေဘူးနော်မဟုတ်ဘူးမဟုတ်တယ်လာပြောမနေနဲ့တဝီနဲ့ချင်လားမသိဘူးဘာဖြစ်တာချင်ဆိုအရင်မုန်းတာရောက်ဘာလုပ်လိုက်တာလဲsorry အဲ့ဒါဘာဟုတ်တာလဲမင်းကလေးတယောက်ကိုလက်ပါလဲကောင်ဘာဟုတ်တာလဲချင်တယ်ကြားလို့အဲ့ဒါရဲလိုက်တာချင်တယ်ကြားလို့ရိုက်လိုက်တာတဲ့ချင်တယ်ကြားလို့ဟုတ်လားဒါလဲကြားတယ်တဝီနဲ့ရောက်တိုင်းမင်းဘယ်လိုလုပ်လိုက်တာလဲကွာ sorry ပါကွာငါလည်းအတွေ့အကြုံကမရှိဘူးအဲ့ဒီဆက်ကငါမင်းနဲ့မှစပြီးတော့သုံးမှုတာလေကွာရောက်မင်းက laboratory တွေအကျက်လို့စမ်းတတ်တာလားရောက်မဟုတ်ဘူးမသုံးတာကြာပြီမသုံးတာကြာပြီအဲ့ဒါကြောင့် used to မဖြစ်တာအဲ့ဒါကြောင့် sorry ပါကွာ sorry ပါလုံးမနေနဲ့ကောင်မလေးကငါ့ကိုပြန်မကြိုက်တော့ဘယ်လိုလုပ်ပါလဲရောက်နေအောင်ကွာပြီးတော့ကောင်မလေးလေငါစပြီးတော့စကားပြောကြရရင်နှာခေါင်းတစ်ချုံချုံနဲ့ဘာဖြစ်နေမှမသိဘူးငါ့ကိုမကြိုက်တာလားမသိဘူးကွာအေးနော်ငါလည်းသတိထားမိတယ်နေုံငါစဉ်းစားလိုက်အောင်မယ်ဘာကြောင့်လဲစဉ်းစားလားမင်းပါစမင်းပြန်နိုင်ကြီးဘာဖြစ်လို့လဲ
နိုင်တော့ကွာ ဟာအဲ့ဒါလေအဲ့ဒါကြောင့်ဖြစ်တာဗောမင်းသွားမလိုက်တာမနေရကြည့်ပြီလေတော်တော်ညစ်ပတ်တဲ့ကောင်ပဲ အားရောင်မင်းကလည်းတိုက်ပါတယ်ကွာမင်းကလည်းသူကသူခဏလေးနဲ့ပြန်နံဝနေမှာပေါ့ ငါ23ရောက်လား24ရောက်လားမသိဘူးအဲ့ကောင်မလေးတော့ငါဖြစ်ဘူးတယ်ငါအတွေ့အကြုံတွေမျိုး sharing လုပ်ပေးမယ်မင်းကတော့လို့မဖြစ်ချင်ဒီမှာ TheraBreath သုံးလိုက် fresh breath formula ကြောင့်မင်းသုံးလိုက်တာနဲ့ချက်ချင်း green နဲ့ zone တွေပျောက်သွားစေရမယ်သွားစရာဝင်ကိုယ်တိုင်ထုတ်ထားတဲ့အတွက်မင်းစိတ်ချလက်ချသုံးလို့ရတယ်တရက်ကို2ကြိမ်သုံးလိုက်တာနဲ့မင်းအဲ့ဒီ green နဲ့ zone တွေ24နာရီလုံးဝပျောက်သွားစေရမယ် non alcohol non dyes paraben free sulfate free ဖြစ်လို့မင်းတစ်နေ့2ခါသုံးလဲပါဇက်ပူလာလောင်တာလုံးဝမဖြစ်စေရဘူး alcohol မပါတဲ့ USA ရဲ့ number 1 brand နော် TheraBreath မှာ My Mint နဲ့ IC Mint ဆိုပြီးရှိရယ်မင်းကြိုက်တာရွေးသုံး My Mint ကမင်းရတာပြောတော့ green sensitive ဖြစ်တဲ့သူတွေ mouthwash ကို sensation ပျော့ပျော့သုံးနေတဲ့သူတွေအတွက်ရွေးချယ်လို့ရတယ် IC Mint ကတော့ man တော်ပါတဲ့အတွက်ပိုပြီး fresh ဖြစ်တာ cool ဖြစ်တာမျိုးကြိုက်တဲ့သူတွေအတွက်အဆင်ပြေတယ်Beautiful life, beautiful day, don't only know Beautiful life, beautiful day. 너에게 It's beautiful life, beautiful day. ဟာတော်တော်ဒုက္ခပေးတဲ့ကောင်မင်္ဂလာဆောင်တိကိုလိုက်ပြီးဒုက္ခပေးတယ်ငါမှလည်းသူ့မင်္ဂလာဆောင်မသွားရအဲ့ကနေပဲလှုပ်ပေးနေရတယ်ဟာဘာဖြစ်ပါလေဒီလိုကောင်မျိုးမိမရသွားတော့လေဝမ်းသာပါတယ်ငါလည်းဝှကျွတ်တာပေါ့နော်ဟာဖုန်းဆက်ပြီးအသက်ရှည်အောင်မယ်ဟယ်လိုတာကြီးလွင်း အေးအဲ့လိုပေါက်ကြီး အေးကျေးဇူးတင်ကြမလို့ပါဘူးတကယ်ချင်းရှင်းရှင်းပဲဟာနော် ဟာဘောက်ကျေးဇူးတရားမှာလေဒီမှာဟိုငါမင်းမရေချိုးနေတော့မြင်မြန်ဆက်လိုက်တာဟဲ့မင်းရဲ့ဆက်ကိုပြင်ထားလိုက်တော့ ဟာဘာဖြစ်လို့လဲ ဟာဘာဖြစ်ရမှာလဲဒီမှာမင်္ဂလာဦးညမှာငါဘာလို့အမှန်မှမသိတာ ဟာဟယ်လိုအေးကောင်းမရေမင်္ဂလာဦးညတော့ရောက်ပြီနော်နေ ready ပဲလား မလေး ready ပဲငါတို့ကအဲ့ဒါမျိုးမမြင်ဘူးလို့ကြည့်ကြလို့စောင့်နေတာ Got a condo in Manhattan Baby girl what's